မင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာကြတော့နော် vat ရဲ့နောက်မှာထားတဲ့စကားလုံးပေါ့နော်စပြီးတော့တင်ပြမှာဖြစ်ပါတယ်အဲ့ဆိုလို့ရှိရင်ဒီရှေ့ရစကားလုံးနဲ့ကျွန်တော်ဆက်ဆက်မိအောင်လို့ပေါ့နော်ဒီ die ဆိုတာဒီ vat ရဲ့ရှေ့မှာလည်းထားတယ် vat ရဲ့နောက်မှာလည်းထားတယ်ဒီ vat ရဲ့ရှေ့မှာထားတဲ့အကြောင်းကတော့ကျွန်တော်ရှေ့မှာဒီရှေ့အပိုင်းမှာပေါ့နော်ပြောပြသွားပြီပေါ့အခုကကြတော့ဒီ vat ရဲ့နောက်မှာလည်းဒီ die ကိုထားရင်ဘယ်လိုအဓိပ္ပာယ်ရတယ်လို့ပေါ့နော်ဘယ်လိုအဓိပ္ပာယ်ဖြစ်တယ်လဲပေါ့နော်အဲ့ဒါကိုတင်ပြပေးမှာဖြစ်ပါတယ်ဗျနော်အဲ့လိုဆိုလို့ရှိရင်ဒီမှာဒီ vat နေရာမှာတော့ထုံးစံတိုင်းပဲပိုင်းဆိုတဲ့သွားကိုထည့်တာပေါ့ဟိုနောက်က die ဆိုတာကျတော့ကျွန်တော်မြန်မာလိုဆိုတော့ရတယ်ပေါ့နော်ရတယ်လို့အဓိပ္ပာယ်ရပါတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုဆိုဖုံပိုင် die ဆိုတဲ့အခြေအနေပေါ့ဖုံပိုင် die ဆိုပြီးကျွန်တော်ပြောတယ်လေအဲ့လိုဆိုရင်ဟိုမှာတခုလိုဟိုမှာလူသွားဖို့လိုအပ်နေတယ်ပေါ့ဟိုမှာလူသွားဖို့လိုအပ်နေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ဖုံပိုင် die ဆိုကျွန်တော်သွားမယ်ဆိုလဲကျွန်တော်သွားခိုင်းမယ်ဆိုရင်ကျွန်တော်သွားလို့ရပါတယ်ဆိုတော့တဘောကတော့ကိုကဆုံးဖြတ်တာပေါ့ဒီကျွန်တော်သွားလို့ရပါတယ်ကျွန်တော်သွားခိုင်းမယ်ဆိုလဲကျွန်တော်သွားလို့ရပါတယ်ဖုံထမ်တိုင်းဆိုရင်ကျွန်တော်လုတ်တတ်ပါတယ်ကျွန်တော်လုတ်လို့ရပါတယ်ဆိုတဲ့ပုံစံမျိုးပြောတဲ့နေရာမှာသုံးတာပေါ့ဒါကြတော့အလွယ်တကူရှင်းမယ်ဆိုလို့ရှိရင်တော့ဒီ die ကိုနောက်ကထားမယ်ဆိုတော့ဖုံထမ်တိုင်းဆိုတော့ကျွန်တော်ကလုတ်လို့ရပါတယ်ကျွန်တော်လုတ်တတ်ပါတယ်ဆိုတော့တဘောကကိုကဆုံးဖြတ်ရတာပေါ့ကျွန်တော်တို့ဒီရှေ့အပိုင်းက die ကရှေ့မှာထားမယ်ဆိုလို့ရှိရင်တော့ဖုံ die ပိုင်းဆိုပြီးတော့ die ကိုရှေ့ရထားပြီးပြောမယ်ဆိုလို့ရှိရင်တော့နေရာမှာ9ခုလောက်အဓိပ္ပာယ်ရှိတယ်sorry လူက9ခုလောက်ရှိလူက9ယောက်လောက်ရှိတယ်ဒါမဲ့တွားရမယ့်အရာပေါ့နော်လူက9ယောက်လောက်ရှိတယ်ဒါမဲ့အထက်မှာတတိယဟိုနေရာမှာအခွင့်ရက်လည်းပိုကောင်းတယ်ပေါ့အခင်းကြရင်လူတယောက်ကိုပဲတတိယရွေးသွားခိုင်းမယ်ဆိုလို့ရှိရင်ကိုယ်ရွေးလိုက်တယ်ပေါ့အဲ့လိုဆိုရင်တော့ဖုံထိုက်ပိုင်းဆိုကျွန်တော်သွားခွင့်ရသွားတယ်အဲ့လိုမျိုးပုံစံသုံးတာဖြစ်ပါတယ်ရှေ့မှာထားမယ်ဆိုနော်နောက်မှာထားမယ်ဆိုလို့ရှိရင်တော့ဟိုနေရာမှာအခြေအနေကမကောင်းအခင်းကြဘယ်သူမှမသွားခြင်းအခင်းကြကိုကထပြီးတော့လူကောင်းလို့တာပေါ့နော်သူတော်ကောင်းလို့တာပေါ့အနစ်နာခံတဲ့တဘောပေါ့ဖုံပိုင်တိုင်းနာဆိုကျွန်တော်သွားလို့ရပါတယ်ကျွန်တော်သွားခိုင်းမယ်ဆိုလည်းသွားလို့ရပါတယ်ဆိုပြီးကိုကဆုံးဖြတ်တဲ့အခြေအနေမှာသုံးတဲ့စကားဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုပြောလို့ရှိရင်လည်းတစ်ခါကြားလို့ရှိရင်တော့တတိယရွေးတဲ့အခြေအနေမှာလည်းဒီကောင်တလူပဲပြောလို့ရတယ်ဖုံပိုင်တိုင်းလည်းအောင်ဆိုကျွန်တော်သွားလို့ရသွားပြီဆိုပြီးတော့လည်းပြောလို့ရပါတယ်ဖုံပိုင်တိုင်းလည်းအောင်ဆိုကျွန်တော်သွားခွင့်ရသွားပြီဆိုပြီးတော့လည်းသုံးလို့ရတယ်ဒိုက်ကိုနောက်မှထားတာကတော့ဘယ်လိုအခြေအနေမျိုးသုံးလို့ရတယ်ဒါပေမဲ့ဒီဒိုက်ကိုရှေ့ရထားရင်တော့ဖုံထိုက်ပိုင်းဆိုလို့ရှိရင်တော့ကျွန်တော်သွားခွင့်ရတယ်ဆိုတဲ့အခြေအနေပေါ့တတိယလူ9ယောက်ထဲမှာဟိုနေရာမှာအလုပ်ကောင်းတယ်အလုပ်ကောင်းလို့မှ9ယောက်ထဲက1ယောက်ပဲတွားရမယ်အခြေအနေမှာတတိယကိုပေးပြီးတွားလိုက်ပေါ့အဲ့လိုမျိုးပေးသွားတယ်ပေါ့ကိုကအဲ့ဒီထူးခြားတဲ့အခွင့်အရေးကိုကိုကရသွားတဲ့အချိန်မှာပုံထိုက်ပိုင်းကျွန်တော်တွားခွင့်ရတယ်ဒါမှမဟုတ်လဲပုံထိုက်ထမ်ဆိုကျွန်တော်တွားလုပ်ခွင့်ရသွားတယ်ပေါ့အဲ့လိုမျိုးနေရာမှာသုံးတဲ့စကားဖြစ်ပါတယ်နော်ဒါပေမဲ့ဒီဟာကတော့ရှေ့မှာတင်ပြီးပေါ့နောက်ကဒီနေ့ကကျတော့ဒိုက်ကိုနောက်မှာထားတဲ့ဟာပေါ့နိုင်မှာဆိုကင်ဒိုက်ဆိုလို့ရှိရင်ဖုံကင်ဒိုက်ဆိုကျွန်တော်စားနိုင်ပါတယ်ကျွန်တော်စားတတ်ပါတယ်ပေါ့ဒီလောက်လဲဟင်းကမကောင်းဘူးဖြစ်ဖြစ်ငြိုတိဆက်တာပဲဖြစ်ဖြစ်ဖုံကင်ဒိုက်ကျွန်တော်စားနိုင်ပါတယ်အဲ့လိုမျိုးသုံးတဲ့စကားဖြစ်ပါတယ်နော်အဲ့ဆိုလို့ရှိရင်တော့ဒီ ठी ဆိုရင်တော့ရမယ်လို့ထင်ပါတယ်နော်ပူရှင်းပူရှုပ်တဲ့ဒီစကားလုံးတွေကကြတော့အကြောင်းမို့နော်ဗီဒီယိုဆိုတော့နားမလည်ရင်ပြန်နည်းနည်း sorry နားမလည်နောက်တစ်ခေါက်ပြန်ကြည့်ပေးပေါ့နော်ဒီကောင်ဆိုလို့ရှိရင်မတက်ဘူးဆိုလို့ရှိရင်ဒီနောက်ကအတိုင်းပဲပြောလိုက်ဖုံပိုင်တိုင်းဆိုလို့ရှိရင်တကယ်လို့မကောင်းတဲ့အခြေအနေမှာဖြစ်သုံးလို့ရတယ်ဥမာဟိုမှာဘွက်တွေလောက်ထားနေတဲ့အလုပ်ကိုလုပ်ရမယ်အချိန်မှာဘယ်သူမှမသွားချင်ဘူးအခင်ကကိုကထားပြီးတော့ဖုံပိုင်တိုင်းဆိုကျွန်တော်သွားလဲရတယ်ပေါ့ကျွန်တော်သွားလဲရတယ်တဘောကကိုကဆုံးဖြတ်တာလေကျွန်တော်သွားလဲရတယ်အဲ့လိုနေရာမှာလဲသုံးလို့ရတယ်တခါစနလိုမျိုးတတိဘက်ကဆုံးဖြတ်တာဒီတခါကျတော့ဟိုနေရာအခွင့်အရေးကပိုကောင်းတယ်အချိန်မှာအလုပ်သမား9ယောက်လောက်ရှိတယ်အဲ့ဒီအလုပ်သမား9ယောက်လောက်ရှိတဲ့အထက်မှာကိုယ်သွားခွင့်ပေးလိုက်တာတော့ကိုမင်းသွားခြင်းသွားဆိုလို့ရှိရင်လေအကွာသူများပြောတာပေါ့ဖုံပိုင်တိုင်းကျွန်တော်သွားခွင့်ရတယ်ဒါနှစ်မျိုးလုံးသုံးလို့ရတယ်ဆိုတော့ဒါပဲသုံးလိုက်ပေါ့နော်တကယ်လို့ခွဲသုံးခြင်းနဲ့ဆိုလို့ရှိရင်လည်းတခါတည်းသိအောင်ဒီရှေ့အပိုင်းမှာတင်ပေးထားတာပေါ့ဒါကြတော့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကိုပိတ်လိုက်တော့မယ်နော်